အားလုံးပဲမင်္ဂလာပါဂျိုင်းမွေးတို့သူစိတ်ဓာတ်နေပြီးတော့စားဖားကိုလှမ်းဖြဲနေတယ်ပလီဆောက်တဲ့တဲ့နဲ့ပတ်သက်ပြီးတော့ပေါ့ကျွန်တော်လည်းအဆုံးထိလိုက်ပါကြည့်ရှုရအောင်နော်အရေးကြီးတဲ့မှာဗျနေပြီးတော့ပလီကိစ္စနဲ့ပတ်သက်လို့ဇလန်းစပြီလားမင်းတို့ဌာနဆိုင်ရာစားဖားဆိုသူရဲ့ဘက်ကဇလန်းစပြီလားအခုဖြစ်ပေါ်နေတဲ့ပလီကိစ္စနဲ့ပတ်သက်ပြီးတော့နော်လိုင်းပေါ်မှာပြောဆိုဝေဖန်ထောက်ပြနေတဲ့သူတွေကမှားတာလားမင်းတို့ဌာနဆိုင်ရာတွေကမှားတာလားဟမ်တောင်သူလယ်သမားတွေရဲ့လယ်ကိုအစိုးရကနိုင်ငံတော်စီမံကိန်းအတွက်ဆိုပြီးတော့လယ်ပြာမြေတွေကိုသိမ်းတယ်မတန်တစီပေး2သိန်းတအေကောက်မှာ2သိန်း3သိန်းပေးပြီးတော့ဟိုအရင်တုန်းကရော်ကြီးတွေပေးခဲ့တယ်နိုင်ငံတော်စီမံကိန်းအတွက်ဆိုပြီးတော့ပြည်သူလူထုကနေပြီးတော့လက်ခံခဲ့တယ်ဟမ်အခုကျအဲ့ဒါတွေကိုအခွင့်ကောင်းယူပြီးတော့ဒီစွန်နီတို့ရှီရိုက်တို့မွတ်စလင်ကလားတွေအတွက်ဗလီကြီးတွေဆောက်လုပ်ပေးမယ်အပေါ်မှာပြည်သူလူထုလက်မခံဘူးလေကျွရသူကျွရသားတွေလက်မခံဘူးလေမင်းတို့မြေပြင်သတင်းတွေဆင်းတာဒီကိစ္စတွေပတ်သက်ပြီးလိုင်းပေါ်မှာတင်နေတာအများကြီးပဲပြည်တွင်းအောင်ပြည်ပအောင်ဟိုကြောင်ကျူကြောင်ကြအကောင်တွေရောရန်တိုက်ပေးနေတဲ့သူတွေအများကြီးရှိတယ်အေးမြို့ချစ်မြို့သားရေးသမားတွေဆိုတာကနော်သူများ6တိုင်းလဲမကြောက်တယ်လို့သူများမြောက်တိုင်းလဲမမြောက်ဘူးမင်းတို့သိထားဖို့လိုတယ်အခုကိစ္စကအချိန်မတော်အခါမဟုတ်နော်မိုးချုပ်နေပြီမိန်းကလေးတယောက်ကိုမေးစရာရှိလို့ပါဆိုပြီးတော့လဲဝေးစားပါရုံကနေပြီးတော့လာခေါ်ထားတယ်ခေါ်ထားပြီးတော့အဲ့ဒီမိန်းကလေးတယောက်တည်းကိုမင်းတို့ဒီတိုင်းရုံကိုဆက်ပြီးတော့ခေါ်သွားမယ်လို့ပြောတယ်နောက်ကနေပြီးတော့ဆရာတော်တွေစိတ်မချလို့ထပ်လိုက်လာတယ်မင်းတို့ခဏဆိုရင်ငါတို့ကတိတ်ကြောက်နေရတာဟိုနိုင်ငံခြားပြောနေတဲ့ဘောမလို့ပြောနေတဲ့ကောင်တွေတတိထားဘောမဆိုတာတက်တက်ရှိတယ်နိုင်ငံမှာအမျိုးသားရေးသမားဆိုတာတက်တက်ရှိတယ်ထမိန်ကျုံဆိုတာတီးတန့်ရှိတယ်နော်အခုဗလီကိစ္စနဲ့ပတ်သက်ပြီးတော့ထောက်ပြဝေဖန်ပြောဆိုနေတာတွေဟာအမျိုးသားရေးသမားတွေဘောလဲမမအောင်ထမိန်လဲမချုံဘူးဂျာနေဝါဒဓမ္မအဓမ္မနှစ်ခုရှင်းလာပြီဆိုရင်ဓမ္မမျက်နှာကိုတစ်ခုပဲကြည့်တဲ့သူတွေနော်ဖင်လန်မောင်မောင်တို့ထိုင်းမှာရှိတဲ့ဟောင်စီတို့ငစီတို့ကောင်တွေတတိထားကြအေးပြောချင်တာအခုလက်ဝိစားပါရောကနေတိုင်းရုံကိုမေးစရာရှိလို့ဆိုပြီးတော့ခေါ်သွားမယ်ဘယ်ကိစ္စအောင်မေးမှလဲလိုင်းပေါ်မှာတင်နေတဲ့မြို့ချစ်လူငယ်အဖွဲ့ဆိုလားအဲ့ဒီကိစ္စတွေအတွက်မြို့ချစ်လူငယ်တွေကအများကြီးပဲတနိုင်ငံလုံးပဲလူတိုင်းကကိုမျိုးကိုချစ်ကြတာပဲကိုဘာသာကိုချစ်ကြပဲကိုသာသနာကိုချစ်ကြတာအကုန်လုံးကမျိုးချစ်တွေကြီးပဲအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဗျာခင်ဗျားတို့ကဟမ်ဟိုအနှွဲတဲ့မိန်းမသားဆိုပြီးတော့မိန်းမသားတယောက်ကိုလာပြီးတော့စတင်ပြီးတော့ခင်ဗျားတို့စဖာရုံကနေပြီးတော့ခေါ်တယ်ဆိုတာအမျိုးသားရေးသမားတွေကိုနှရွက်စပင်းဆုပ်လိုက်တာပဲမပူနဲ့ခင်ဗျားတို့တနွယ်ငင်ဒီဇင်ဘာရောက်လာလိမ့်မယ်နော်တနိုင်ငံလုံးမှာအမျိုးသားရေးသမားတွေမျိုးချစ်တွေရှိတယ်နော်အမျိုးသားရေးသမားတယောက်ကိုထင်တနိုင်ငံလုံးမှာရှိတဲ့အမျိုးသားရေးသမားတွေငြိမ်မနေဘူးငုံမခံဘူးတုံ့ပြန်မယ်ဆိုတာခင်ဗျားတို့သိသွားစီရမယ်ဟမ်အဲ့တော့လက်ဝေးမျိုးနဲ့စာဖာကိုကျတို့တွေလမ်းပြီးတော့ဆက်သွယ်တယ်မင်းမြန်းတယ်အခုတိုင်းရုံကိုခေါ်သွားမယ်လို့ပြောတယ်အပြစ်မရှိဘဲနဲ့ကျတို့ရဲ့လူတွေကိုစကားတခွန်းမဲ့တစ်ပေါက်တော့မစွန့်ပါစေနဲ့အဲ့လိုမျိုးစကားတခွန်းမဲ့တစ်ပေါက်ဆိုရင်ကျတို့တွေငုံမခံဘူးအချိန်ကာလအပြင်စောင့်နေမယ်လိုအပ်ရင်ကျတို့ကိုယ်တိုင်ဒီပြီးတော့အထိဆင်းမယ်အဆုံးထိလိုက်ပါကြည့်ရှုနားထောင်ပေးကြသူအားလုံးကိုကျေးဇူးထူးတင်ပါတယ်